ခင်ခင်ထုသွားဖို့တာနှစ်လွန်ခဲ့တဲ့နှစ်40တောမှာမဲဒလင်းနဲ့ဗျာဟောလို့မာဖလာနဲ့သူတို့ကတောင်းသူမိဘတွေကချမ်းသာတော့ကျွန်တော်ကသူတို့အိရှိကမကြီးပင်အောင်မဆိုင်လို့ညသကောင်မှထွက်ရတယ်ပြောတော့အဲ့မောင်ကြီးခိုးနေရတာမဲဒလင်းနဲ့မောင်ကြီးမခိုးလည်းကိုမမြင်ရပါဘူးမောင်ကြီးမှာမဲဒလင်းနဲ့ဘာမှမသိဘူးညဘက်မှာထွက်ရတယ်ဆိုတော့ညဘက်ထွက်ရတာဒီထက်ကလူကြီးတွေသိသိတာပေါ့ညဘက်ကျမှသူတို့အိမ်ကအိပ်ပြီဆိုတော့မှဩမောင်ဘောပဲဂုံရီမတူလို့လားတချင်းလေးနဲ့ရှက်ပြန်တန်ပေးချီဝမ်းရောင်ခေသူတို့မိဘတွေကငါသမီးလေးလာပိုးသလားထင်မှသိဆိုးတယ်ခေတယ်နော်မောင်နေဖားတွေကငါနှမဒီကောင်လာကျူနေတာလားဘယ်သူလဲမသိဘူးလို့ထင်မှတောင်ဆိုးတယ်လူဖွဲ့စီအင်မတန်ရင်ကြီးစွာနဲ့ချစ်ချင်းကိုတောင်းဒီသမှုတွေကကိစ္စတောင်အင်မတန်စောင့်ထင်းကြတယ်လူမျိုးတွေခင်ဗျားတို့လည်းအိမ်တော်ကြမှာမေးကြည့်ရတယ်မင်းငါဘာလို့ယူလာတော့လို့အတန်ကောင်းလို့လားသားဒီရုပ်ချောလို့လားလို့မဟုတ်ဘူးတဲ့တော့အာနာလို့ယူလာတယ်ဟဲ့ဘယ်နဲ့အာနာလို့ယူရမှာတော့ကြံရင်မိုးကြိုက်တော့မှညာကြီးကောင်ကျုပ်ကတရားခံဖြစ်တော့မှတယ်မြန်မြန်ယူမှဖြစ်မဆိုယူလာတဲ့အခုမဟုတ်ဘူးကျွန်တော်တို့ရက်ကွက်အခုကျွန်တော်တို့အိမ်ဘေးတက်စုကျောင်းသူလေး2ယောက်တညာလုံးဒီကောင်တွေကတလာတီးတယ်ကောင်းရတာကျွန်တော်တို့လည်းတခါမှပစ္စည်းမပြောက်တော့ဘူးဒီကောင်တွေရှိတော့လုံရွေးရနဲ့9ယောက်လာတာ9ယောက်စိုက်ကဲ9စီးနဲ့အိရှိမှာကျွန်တော်တရက်တော့ထွက်မိတယ်ငါသားရီလို့ဟိုကောင်မလေးက2ယောက်တည်းမင်းတို့9ယောက်တော့ရှိတယ်ဘယ်သူနဲ့ကြိုက်တာတော့ကွာဆိုအဲ့ဒါတော့ကန်တိုက်ပဲတယ်ဟာအချစ်ကလည်းကန်တိုက်ရှိသလားကွာကောင်းလိုက်တာသပင်ကအချွန်နေနဲ့ဒီကောင်တွေကအဲ့ဒါဘာကေခေါ်လဲဆိုတော့ဒူရင်သီးကေတယ်နေဝင်းမြင့်အဲ့ကလေးဒူရင်သီးအလကားရတာမစားတော့သပင်ကနေတစ်ချက်နဲ့အဝါတစ်ချက်နောက်ကအစိမ့်နဲ့ဟာမင်းတို့ကောင်းပေါ်စက်ကိုကျေပြူလေးတစ်လုံးညှပ်ပြီးတင်လိုက်ရင်နိုင်ငံတော်အလံဖြစ်ပြီကွာဟာဦးနေစားပြီတဲ့ဒီကောင်များသူကလှုပ်နေတာအဲ့ကောင်ငင်းငင်းနေပါမုံငင်းငင်းနေလို့မရဘူးတဲ့အဲ့ဒါစတိုင်နဲ့စတိုင်မလို့နဲ့မင်းတို့ကဗမာဆရာကောင်းကောင်းပြအဲ့ဒါတော့ချပါတာခေါ်တယ်ဟောဦးနေရောဆောက်ရောတဲ့အတန်နေလည်းပြောင်းသွားပြီအတန်နေပြောင်းသွားပြီကြည့်လိုက်တော့ဒီမှာကျိုးကလေးနဲ့ကောက်ကလေးပါလို့မေးကြည့်တယ်ငါသားအဲ့ဒီကောက်လေးကဘာတော့အဲ့ဒါခွေးဆွဲတယ်ခွေးဆွဲပေါက်တောင်ဟောဦးနေလားရှင်းဘယ်လိုရှင်းမလဲစတိုင်နေတဲ့ကောင်မလေးကခွေးဆွဲပါမှကြိုက်တာလေဟောပြမင်းကြိုက်တာမဟုတ်ဘူးလားဟာဦးနေတော့နေထုတ်လှမ်းတော့မယ်အောင့်နေပြီတဲ့ကျွန်တော်နေထုတ်လှမ်းမလို့တဲ့ဘာလို့ဆိုအောင့်နေပြီတဲ့တိုင်းပြည်နဲ့လူမျိုးကအားထားတော့တဲ့လက်မောင်းလက်ယုံဟောက်လောက်ရှိတယ်လက်မောင်းကအင်ကြီးရွှတ်ထားသေးတဲ့ဒီကောင်ကဒီမှာတရုတ်နဂတွေကဗမာနဂနဗန်းလုံးတာထုံးစံတိုင်းမှာပဲဘယ်သူနိုင်မှမသိဘူးရှုပ်ရှက်ခတ်လို့ဒီအပေါ်မှာခုံခုံလေးဒီလမ်းပြလောက်ရှိတဲ့စာရေးထားတဲ့တက်တူပေါ့အုံခုခံခုံခံတော့ဟာငါသားအဲ့ဒါဘာအင်းလဲအင်းမဟုတ်ဘူးလေအဲ့ဆေးပို့လို့ထိုးပေးရတာပဲအမေအိတ်နေတော့နရမ်းတစ်ဖက်အသားဖြုတ်သွားချထိုးတာနဲ့နဘောက်ကိုဘောက်ဆိုဖောက်သွေးနေတယ်အမေတစ်ဖက်သားတစ်ဖက်အမေကလည်းတစ်နှစ်လောက်ရှိတယ်နရမ်းတစ်ဖက်မပါတာအမေကလည်းမသိဘူးတလှုပ်နေဒီကောင်နေအိမ်ဘေးကကောင်မေကအဝတ်လျှော်အဖေကလက်သမားကျွန်တော်ကြည့်နေတယ်ကဂျင်းပေါင်းပြီးဟောဒီပေါင်မှတင့်နေတယ်အေးနဲ့ချွေးချွေးပေါက်တွေကြာတယ်ဟဲ့ကောင်ဆိုဟာဦးနေဘာလို့လဲဆိုမင်းဝချောင်းနေအများကြီးရှိပါတယ်ကွာစတိုးဆိုင်တွေမှာမင်းဘယ်နဲ့ဒီပေါင်မှာတင့်နေတာကြီးဆွဲတင်နေတော့မင်းငါကြည့်နေနိုင်ဝက်လောက်ရှိပဲဟုတ်တယ်တင်မရဘူးအဲ့ဒါတို့တရားတော်မှာတော့အတ္တကိလမထနုယောဂခေါ်တယ်ကွာအဲ့ဒါကိုညှင်းဆဲတာဟာတို့ဘုရားရှင်တော်မှာဒုက္ခရစရိယာကျင့်တဲ့အခါကျတော့ဦးနေခမတရားဘေးချိတ်နောက်ကလာဆွဲစမ်းပါလေတရားဘေးချိတ်ပြီးနောက်ကသွားဆွဲပြရတယ်သူကရှိရဤနဲ့ဆွဲဒီပေါ်ရောက်ဖို့နောက်ထပ်နိုင်ရောကြတယ်ခါပေါ်ရောက်ဖို့အဲ့ကြမ်းမှာဘာဖြစ်လို့လောက်ချက်ကြီးဝေးရတာလို့ငါတူရဲ့ကောင်မလေးကအကြက်ကလေးဝတ်ပါဆိုလို့တဲ့အကြက်လွန်သွားလို့တဲ့အဲ့ကြမှာတန်ကျဲသေးလေးမနေ့ခါလေးရှိုက်ပြီးတက်တာကိုနောက်ထပ်10မိနစ်ကြာပြီးတော့မှဇစ်ကိုဆွဲတင်တယ်ဒါလောက်ကြက်တဲ့ပေါင်းပြီဗျာဇစ်ဆွဲတင်တော့နှမကြီးများကတော့ပါရဲ့အောင်မလေးဗျာတဲ့အေးမင်းညက်ပြီမို့လားလို့ဟ
ဟာအဲ့ဒါစတိုင်နဲ့ဟောဗျာမင်းတို့ဇင်းညက်တာလဲစတိုင်လားကွာဒီကောင်တွေကဇင်းညက်တာလဲစတိုင်နဲ့ပြီးတော့ပြန်ချုပ်ပြီးပေးပါအောင်လေဟာမနှဲဝတ်ထားတာဝတ်ပါအောင်လားဟိုတို့ပါအောင်လေဆိုပြန်ဝိုင်းချွတ်တော့တူငှားတယ်တူသမန်တလင်းပေါ်တင်ပြီးတူနဲ့ခုတ်နေလို့ဟဲ့ကောင်ဖောက်တာတော့ဒူးကောင်းဖောက်တာလေအဲ့လိုအစင်းစင်းပြဲနေမှကောင်းတာလေအိုးမင်းတို့ခေကြမှာကွယ်နေဦးမင်းစီးတဲ့ဖဏကဘယ်လောက်ပေးရတော့ဆိုတော့4000နဲ့ဟာမင်းတောင်4000မတန်မနဲ့ဖဏက4000တန်စီးရသလားဟောလို့စောက်ရတဲ့80လည်းကောင်းတယ်အပြစ်တင်တာမဟုတ်ပါဘူးစင်ဘောကသူတို့လှောင်တာမဟုတ်ဘူးနော်ကျွန်တော်တို့ပြောင်းတာတော့ပြောင်းသွားပြီအမှန်ပဲတော့